အသေးပုံလုပ်ပြပါโอเค flight ရဲ့အပြည့်စုံပေးပြဟုတ်ပြီဟိုကတကယ်လို့ဓာတ်ပုံရိုက်မယ်ဆိုရင်ကိုက Q type ပုံစံလေးလုပ်ချင်တယ်ဆိုအဲ့ Q type ပုံစံလေးလုပ်ပြโอเคဟုတ်ပြီဟိုကိုနဲ့ပြီးတဲ့သူကိုအဝေးမှာလှမ်းတွေ့တယ်သူ့လက်ခေါ်ပြီးလှမ်းလန်းပြဘယ်လိုခေါ်မလဲဟုတ်ပြီဖုန်းလာပြီဆိုရင်ဖုန်းဘယ်လိုကင်မလဲဟုတ်ပြီဖုန်းချရင်ရောဘယ်လိုချလဲဘယ်လိုချလဲthis my shit ဟုတ်ပြီပတ်စံရဲ့ပုံစံကိုလုပ်ပြပတ်စံလို့ရတယ်မှန်တယ်ဟုတ်ပြီအခုလောလောဆယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာတွေးမိနေတဲ့ပုံစံတစ်ခုလုပ်ပြဟုတ်ပြီဟောအခုကကြတော့ကောင်လေးပေါ့နော်ကောင်လေးနဲ့ကောင်လေးမဟုတ်ဘူးကောင်လေးတယောက်နဲ့ဒိတ်တဲ့အချိန်အဲ့မှာဒိတ်နေတဲ့အချိန်မှာကောင်လေးကပြောမယ်ဒီနေ့အရန်လှတယ်နော်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဟုတ်ပြီကဲမောကိုမော်ဒယ်လို့တွေးတာမော်ဒယ် post တပုလုပ်ပြအသေးပုံလုပ်ပြပါဟုတ်ပြီပြီးသွားလို့ရှိရင်ကောင်မလေးနဲ့ချိန်တွေ့ပြီးသွားပြီပေါ့နော်ကောင်မလေးနဲ့ချိန်တွေ့ပြီးတော့ကောင်မလေးနဲ့ပြန်နှုတ်ဆက်တယ် flight ကပေးပြအဲ့ဒါလိုက်ရမလားဟွာခန့်ညားတဲ့ယောက်ျားလေးတယောက်ပုံစံ post လုပ်ပြဘာတော့ပါလဲဆောင်းရမိုက်တယ်ဗျာအကိုအားကြတယ်ကျွန်တော်လည်းကိုလိုချမ်းလာတယ်လို့ဘယ်လန်းကိုပြောမယ်ဆိုတော့ဒီ post ကိုမင်းမေကိုလည်းပြမယ်ရဲကိုလည်းတိုက်မယ်ဟုတ်ပြီရပြီဟွာတကယ်အကိုနဲ့ခင်တဲ့သူပေါ့နော်ကိုနဲ့ခင်တဲ့သူနဲ့လမ်းမှာတွေ့သူ့ကိုလှမ်းခေါ်ဘယ်လိုလှမ်းခေါ်ရဟုတ်ပြီဟုတ်ရတယ်ပြီးတော့လို့ရှိရင်ဖုန်းလာပြီဖုန်းကင်ပြဖုန်းချပြတကယ်လို့ဟိုဗာလဲကိုနဲ့အဲ့လိုမျိုးပေါ့နော်စကားပြောရင်းနဲ့ဟိုလက်မိုင်းမကတ်တော့တဲ့သူဆိုရင်မျက်နှာအမူအရာဘယ်လိုဖြစ်သွားဟုတ်ပြီရတယ်အခုလောလောဆယ်လက်ထဲစိတ်ထဲမှာရှိတဲ့ပုံစံတစ်ခုလုပ်ပြဟုတ်လေကျွန်တော်တို့ပေါ်ရင်တော်ရည်လေဟုတ်ပြီတကယ်ဒီနေ့ကောင်မလေးနဲ့ဒိတ်တယ်ပေါ့နော်ကောင်မလေးနဲ့ဒိတ်တယ်ကောင်မလေးကပြောမယ်ဟိုသိရမလားယူကအရင်ခန့်တာပဲလို့ဘယ်လိုပုံစံဖြစ်သွားလဲချာကြီးပါချာကြီးပြကွာချာကြီးစရပါဗျာဟိုယောက်ျားလေး model post လုပ်ပြရတယ်